မိဖို့အတွက် Hyuki လာယူဖို့အတွက်သူတို့ကြိုးစားနေရဆိုပြီးသူတို့ vision တွေအရင်မတာလည်းမလစ်ကန်ပေးလိုက်ပြီးတန်းပေါ only ပဲ damage ဝိုင်းပေးထားတဲ့အနေနဲ့တန်းပေါဘာမှတော့မဖြစ်သေးဘူးဆိုပြီးရင်း nobody တီချားထဲမှာတော့ပြန်တော့ down နေပဲရင်း right time နောက်မှလည်း Sanji damage တွေကြာမှာ arrow ကပါတက်တီသွားရင်းနဲ့ပဲ CN ထပ်ပြီးတော့ပဲ down နေဗျာ Skybot ဘာညာပြန်ပြီးထိုးနေရဆိုမရအောင် Sky မြေရဲ့ stat တွေကပို့ပြီးတော့ကောင်းသွားခဲ့တဲ့နောက်မှာ hand OBO ပါလိုက်ပြီးတော့ဆုံးသက်နေတဲ့ hand damage တွေကြားထဲမှာ OP ပြန်တော့လဲနေတယ် 1v1 မှာတော့ဆက်လက်ပြီးတော့ထိန်းထားရင်းနဲ့ပဲ Tinning White out ကို hand ရဲ့ဦးဆောင်မှုတွေနဲ့တူပဲ YG ရသွားပါပြီ ဟန်ကတော့တကယ်ကိုကျွန်တော် outplay ပြသသွားရင်းနဲ့ပဲ Team White Up ကိုတော့ရန်ကုန် Gladiator အစီနေတော့ဒီချိန်ဒီမှာတော့သိမ်းပိုက်လို့သွားခဲ့ပြီဗျာ Game number 3အနေနဲ့တော့ YG နေနဲ့ပြန်လဲဦးဆောင်သွားရင်းနဲ့ပဲ regular season ရဲ့ဂျာသာ play ကိုတော့ရန်ကုန် Gladiator ကိုရန်ကုန်သားတွေအနေနဲ့တော့သိမ်းပိုက်လို့သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီချိန်မှာဂျာရီအနေနဲ့ကတော့နောက်ဆုံးပွဲမှာတော့ပြန်လဲပြီးတော့နာကျင်သွားရရင်းနဲ့ပဲရန်ကုန်သားတွေကတော့ဆက်လက်ပြီးတော့ပဲလမ်းကိုဒေါင်းမှာဆက်လက်ပြီးတော့ဦးဆိုးထားနိုင်တော့မှာပဲဗျာဟုတ်ပါတယ်ဒါရန်ကုန် Galacticos ကလုံးဝဒါတို့ကတိုက်တဲ့ defender ငါတို့က champion ဆိုတာကိုလုံးဝပြသွားတာနော် ninja တွေကလုံးဝ2-1နဲ့ကိုနာကျင်သွားပြီကဲတန်းပေါင်းနေနေတော့ပြန်ပြီးတော့တောက်ခံနေရပြီ ဘယ်လိုလုပ်ကြမလဲပြန်ပြီးတော့တောက်နေပြီ YG ကကဲတကယ်ပဲเนาะကျွန်တော်ခိုင်းစီအနေနဲ့သူရဲ့เนาะကျွန်တော်ပြောထားတဲ့စကားနဲ့အလုံးနဲ့ဟာကွက်တီကိုကြားခဲ့တယ်တကယ်လဲဒဲကိုမေးခဲ့နေနောက်ဆုံး game 3မှာလဲနောက်ဆုံး battle တစ်ခုမှာလဲ Eric down shot ကိုပစ်ခွဲနေနေပဲအဆုံးသက် battle ကိုဟန်နဲ့တူ live ပါဆုံးသက်ပေးနေနေပဲဒီပွဲရဲ့ MVP မှာလဲ MVP ကိုဒါဟန်ကနေပြီးတော့ပဲ KD 503နဲ့တူ9ပါမီ989နဲ့ K participation 80% နဲ့တူဒါရိုက်သွားတာပါတကယ်ပဲ share ပဲကောင်းနေ OP တစ်ဖက်မှာ OP ကိုနောက်ဆုံး battle fee မှာကောက်ပြသွားတာ 1v1 မှာ size တစ်ပေါင်းလေးသွားတာပါတကယ်ပဲအဲ့တော့ချမ်းနေမှာတော့ကျွန်တော် buy one ခေါ်ဆော့ရတော့မယ်တင်နေဟုတ်တယ်နော်ကဖကင်းနဲ့မေးပြီးကြားကဖကင်းကကျွန်တော်ကဖစာတွေထဲမှာတော့ buy one king မြန်နော်တော့ရှုပ်လို့မရအောင်ကဲတော့တကယ်ဒီဘက်မှာစူယူကတော်တော်ကောင်းတယ်ပြီးတော့တင်း7ကလေကျွန်တော်ရှေ့က mention ပေးသလိုပဲ Sasuke skin နဲ့စူယူပါတဲ့အခါမှာတော့သူတို့နည်းနည်းလေးပဲတိုင်ပတ်နေလားချိန်သားတွေပဲပြစ်နေလား game 1 game 3မှာအဲ့စူယူပေးလိုက်ရတယ်အဲ့ပေးလိုက်ရတဲ့စူယူနှစ်ပွဲလုံးလည်းသူတို့ရှုံးလို့ MVP ကိုလည်းဟန်ကြီးပဲပြန်ပြီးတော့ပိုင်ဆိုင်သွားတယ်ချိန်သားနှစ်ထပ်ကွမ်းနေရောဖြစ်တော့မှာပဲဟုတ်တယ်ဗျာနော်ကဲဒီပွဲမှာလည်း game number 1လို့ကျွန်တော်အနေ game number 1ကတော့တိတ်တော့မတူဘူးပေါ့နော်ဒီပွဲမှာတော့တေချာလေးပြန် defend နိုင်တယ်ဆိုပေမဲ့ tin 7ကျတော့နောက်ဆုံးသူတို့ရဲ့ဟိုဘယ်လိုမျိုးပြောရမလဲပြန်ပြီး turning point အကြီးစား battle ကြီးတိတ်မမြင်ရအောင် game 2မှာတော့ဆိုရင်တော့မှသူတို့က marcel လေးနဲ့ snapshot လေးတွေပါလေးနဲ့ golden hour လေးနဲ့လိုက်ပြီးမေးနိုင်တယ်ဆိုပေမဲ့ဒီ game 3မှာကျတော့သူတို့ရဲ့လောက်ကွက်လေးအနေငယ်နဲသွားတယ်ချောင်းရဲ့ pick up တွေဂျားထဲမှာနေပဲသူတို့ကပြန်ပြီး defensive လုပ်နေနေဆော့နေရအဲ့ချိန်မှာကျတော့ရင်းနဲ့စန်ဂျီနဲ့ဝင်တဲ့2 fighter အားကြီးကအရန်ပြင်းတယ်အဲ့နောက်မှာလည်း arrow တွေကတောက်လျှောက်ကိုဝင်လာတာဆိုတော့အဲ့ impact ကိုဒီဘက်က tin 7အနေနဲ့မခံနိုင်ဘူးပေါ့လေနော်identity ရဆိုလို့ရှိရင်လည်းကျွန်တော်ဒီတစ်ဖက်မှာတော်တော်လေးကိုများသွားတယ်ဆယ်လီနာနဲ့သွားရတဲ့အပိုင်းนี่ချောင်းဆယ်လီနာတွဲလုံးကတော့အလုပ်ဖြစ်ခဲ့တယ်ပေါ့ဗျာပြီးတော့ဒီပွဲမှာအဲ့လိုမျိုးအဲ့ခုနကလည်း Freya ကြီးကိုသူ Daily Magic သွားဆုပ်ပြီးရိုက်ချင်ခဲ့တာနည်းနည်းတော့မားသွားတယ်ဒီက Endless Battle ပြီးသွားတဲ့အချိန်မှာ Daily Magic တော့ကြိုက်တဲ့လောက်ဆိုငါကတော့ minion ရှိနေ minion ခုတ်ပြီးသွေးပြန်တက်မယ်အဲ့ကွက်နဲ့သွားခဲ့တာဆိုတော့ပြီးတော့ခုန item ရွေးချယ်မှုမှာဆိုရင်ကျွန်တော်ဒီဘက်ကကျွန်တော်မြင်လိုက်တာပေါ့နော်ဒီ OP ဒီရှေ့ပွဲ free ရာကိုင်တော့သူက Cruising Sky ကိုထည့်ဒီပွဲမှာကျတော့ Sanji ဒီ no Cruising Sky Golden Stat နဲ့ပဲသွား Golden Stat ရဲ့ Endless Battle ဝါ Ace ရဲ့ပဲပြန်သွားသူပြန်တက်ဖို့အဓိကပြီးတော့ Fighter Emblem နဲ့ရောပါတဲ့အတွက်ကြောင့်မို့အဓိကတော့ခုနကလိုမျိုး Harley Quinn ဆိုရင်တော့ငါမသိဘူးဆိုတဲ့အကွက်တွေနဲ့ပြန်သွားခဲ့တာဗျာဒါကတော့အဲ့လိုမျိုးပို့ပြီးတော့အသေးစိတ်ကြတဲ့ Emblem ဘိုင်းကအစရွေးချယ်မှုတွေလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဟုတ်တယ် talent ရွေးချယ်မှုတွေလည်းဒါပါတယ်ပေါ့လေနော်ဒါ player တွေကတော့သူတို့ favorite ဖြစ်တဲ့ talent ကိုပဲအရင်ရွေးကြရတယ်ပေါ့လေဒါပေမဲ့ဒီနောက်ဆုံး stat နဲ့ data ရ win rate မှာတော့ golden stat free ရဒီ cruising sky free ရတဲ့ golden stat free ရတွေကတော့ win rate ပို့ပြီးတော့များနေတာတော့အမှန်ပဲဗျနော်ဟုတ်ပါတယ်ဒီနောက်ဘပိုင်းမှာဆိုလို့ရှင်လေဒါ2သိန်းရပေါ့နော် 7k gap လောက်တော့သွားကြရဲနောက်ပြီးတော့ဒါဒီပွဲမှာတော့တကယ်ပဲ YG ရတာတော့အသာစီးနဲ့ပြန်ပြီးတော့နိုင်သွားပါသူတို့လည်းမြန် game 3ကိုပြန်ပြီးမြန်အဆုံးသက်ချင်တယ်ထင်ပါတယ်တကယ်ကိုပဲလုံးဝမြန်ဆန်နဲ့73မိနစ်တိုင်မင်မှာပြီးသွားဆိုတော့ဒုတိယပွဲကတော့15မိနစ်တောင်ကြာသေးရဆိုတော့လေဒီပွဲကတော့ဒီအားလေးလုံးကတော့တူတီကိုတီဆိုပေမဲ့ mid game မှာကျတော့ mid game အားတာချက်ကို network 3k နဲ့တောက်လျှောက်အသာစီး YG ကယူသွားတယ်ပြီးတော့8တန်ကိုတာသွားပြီးတဲ့အချိန်မှာလုံးဝပြန်မနှိမ့်အောင်သူတို့တေချာလေးဆော့ပြသွားတယ်ဗျဟုတ်ပါတယ်ဒါ Rich Guy ကိုတော့တောင်နာ MVP player ဖြစ်တဲ့ Han နေမဲ့9ပါမိနစ်989နဲ့အတူဒါရရှိထားရဲ့ carry ဘိုင်းမှာဆိုလို့ရှိရင်တော့ဒါ lucky ကနေပြီးတော့ damage deal 3600ကျော်နဲ့တူတာသူလဲ carry ဒီဆန်ရှင်းနဲ့ carry ခဲ့ရပေါ့နော်ဒါ Sandbag ကိုတော့နှစ်ခါပြန်တန်းပေါက်ကရထားရလားပဲပထမ game 1တော့ကလည်းတူလာလို့အဲ့တော့ damage take မှာ9000ကျော်နဲ့တူဒါတန်းပေါက်ကနေမဲ့ Sandbag ရရှိထားရဲ့ best winman ကိုတော့ဒါရင်းရနေပြီးတော့သူရဲ့လုံးဝ 4BS နဲ့အတူပေါ့နော် total asset 9000ကျော်နဲ့တူဒါ best winman ကိုရရှိရပါတ
တော်ကောင်းပါတယ်ရင်းဖူးပြီးရကြီးရလဲတကယ်စိတ်ကြလို့တော့ပြောလို့ရတယ် ရဆိုတာလဲတော်တော်ကောင်းတယ်နော်ဆိုတာမြင်ရင်းနဲ့တွဲမြင်ရလောက်တဲ့ အ ထိ ဓိကရင်း off မှာဝါစာဟီရိုဘူးကျဲပြီးတော့တော် ဒွေးနဲ့ဆူရာ 4 years သူ့ကိုကြအမှန်တမ်းပြော player ကိုဘန်မှရမယ်ဟီရို9កောင်ဘန်ရင်တော့မှသူ့မှာနောက်ဆုံးပြပြောချင်တာဘန်နီတတာတို့ဘာလို့ဝါစာကြံနေတယ်အများကြီးကြံနေတယ်နောက်ဆုံးငကားလားလက်ပုလားအားလော့တေလားလုံးဝသူ့ရဲ့တကယ် signature ကြီးပဲဆိုတော့ကြာလက်ရှိမှာတော့ရင်းကိုနော်ဘန်မှရမယ်နောက်တော့ team 7အနေနဲ့ YG နဲ့တွေ့ရင်ဒါ player တွေကိုဘန်းမှရမယ် hero တွေမဘန်းမဲနဲ့ highlight တွေကတော့ဒီမှာ highlight movement လေးတွေရောပြန်ကြည့်အောင်မယ်ပေါ့နော်တော်တော်ကောင်းတယ်ဗျာနော်ကျွန်တော်တို့ဒီနောက်ဆုံး game 3မှာတော့တစ်ဖက်က YG အနေနဲ့တင်7ရဲ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲအားတာတယ်အားနဲ့ချက်တွေကိုတူတေချာလေးစောင့်နေပြီးတော့အဲ့ဘက်တင်မှာကျွန်တော်ပြီးခဲ့တဲ့ဘက်တင်မှာကျွန်တော်အရင်တော်တော်ကြိုက်တယ်လုံးဝအိမ်သားမှာဗျာဟန်တေကန်ဒီလုံးဝ Hyuki ပေးရကန်ဒီဆက်ဆက်လေးမှာသူ့ရဲ့ email ကို share ကိုတေချာကိုတုံးပြသွားအဲ့တစ်ချက်မှာလည်းဟန်ကိုပြန်ရမယ်ဆိုတင်7နည်းနည်း turning point ပိုင်းမှာပြန်ရနိုင်ပြီနော် ဟုတ်တယ်အဲ့နားမှာတော့ကျွန်တော်ဒီ battlefield အကုန်လုံးကောင်းကောင်း control သွားတယ်ကျွန်တော်တို့ဒါဟန်နဲ့ OP နဲ့ဟန်နဲ့ Catalan စမ်းကြရနေနောက်ဆုံးကတော့ကွက်ပြကန်လိုက်ရတယ်ပေါ့ဗျာဖောင်းကနေပဲဒီကမှာ CD ပြန်ပြီးတော့မြန်သွားတယ်လို့ပဲပြောရမှာပဲ magic shoe လေးပါလေးနေစောကြလေ1 2 2ရတာဟန်တော်တော်လေးကောင်းသွားတယ်ပေါ့လေအဲ့တော့နောက်ဆုံးမှာတော့ဒါဘယ်လိုပြောရမလဲ baby face ကိုပဲပြန်ပြောရမလားအတင်းလိုက်လှုပ်ဆောင်မှုကိုပဲပြန်ပြီးတော့ပဲမေးခွန်းထုတ်ရမလားတင်7အနေနဲ့လိုအပ်ချက်လေးတော့ရှိသွားရင်းနဲ့ပဲသူတို့ဒါတက်တိပြခြင်းတဲ့အရာလေးတော့မအောင်မြင်သွားဘူး YG ရဲ့တက်တိပြမှုတွေကပိုကောင်းသွားရင်းနဲ့ပဲဒီနေ့ရဲ့နောက်ဆုံးပွဲစဉ်မှာတော့ YG ကအနိုင်ပွဲနဲ့တူလက်ရှိ Wave 3ရဲ့ top number 1ကိုပါဆက်လက်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ် single game မှာတော့တင်7ကိုတပွဲရှုံးတာလွဲပြီးကျန်တဲ့အတင်းတွေအားလုံးကိုတော့တောက်လျှောက်ကို2စီးနဲ့အပြတ်နိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ team 7အနေနဲ့ကတော့ဒါ cut ကိုချိုးဖြတ်နိုင်ခြင်းတော့မရှိသေးဘူးပေါ့နော်ရန်ကုန် Galacticos ကလည်းသူ့ရဲ့ title defender ဆိုတဲ့နေရာကိုလုံးဝဆက်လက်ပြီးထိန်းသိမ်းထားတယ်အဲ့တော့ဒီနေ့ရဲ့ most scale ကဘယ်သူရမယ်လို့ထင်လဲတုံးပွဲဆိုရှေ့ရ ဒီခံမနိုင်တော့ ရှေ့ရနှစ်ပွဲကလည်း game 3D ဆက်ခဲ့ရဆိုတော့လေ ဟုတ်ပါ Falcon ပွဲတွေကလည်းဟုတ်တယ်ဟုတ်တယ်ကာဖူးလည်းမေ့ထားလို့မရဘူး ဒီကာဖူးဆိုတာတဲ့အဲ့ Wyvern ကကျွန်တော် week 1တုန်းမှာတော့လည်းဒီလိုမျိုး most game most assist တွေသူတို့ယူရဲပေါ့လေအဲ့ထဲမှာလည်းကာဖူးအပါဝင်မယ်အခုဒီပွဲမှာလည်းကာဖူးက Falcon နဲ့ပွဲမှာသူတို့က3ပွဲလားမသိဘူးပေါ့ပြန်ပြီးတော့ဆော့လိုက်ရတာဆိုတော့အဲ့မှာလည်း key တွေအရင်များသွားပြီးတော့เนาะကျွန်တော်တို့ဒီနေ့ရဲ့ most key ကိုတော့ရတာ15កောင်နဲ့ဟုတ်တယ်အဲ့ဆို most assist ကော Moses ကတော့Wyman ပဲဒီကတော့ game 3သွားတဲ့နေတာတကူမှာအဲ့ပွဲရဲ့ stat တွေကလည်းအရင်များသွားတယ်ဆိုတော့ Moses ကိုလည်း Wyman ဘက်က super back ကပဲပိုင်ဆိုင်သွားခဲ့ရပဲဖြစ်ပါလိမ့်ဟုတ်တယ်သူတို့ကလေဒီ YG နဲ့ team 7ကလည်းဒါ game 3D ရောက်ခဲ့ဆိုမှသူတို့ပွဲတွေကလုံးဝမြန်မြန်ဆန်ဆန်နဲ့ဟိုကြောင်ရှင်းနေကြတာဒီပွဲတွေကြာလုံးဝ late game 19မိနစ်20တိုင်မင်လောက်ထိရောက်ခဲ့တဲ့ပွဲတွေဆိုတော့လေလုံးဝ most assist player of the day ကိုလည်းဒါ super back ကနေပြောပဲ most assist 28កောင်နဲ့တူဒါ most skill most assist ကို Wyvern နေပဲပြန်ပြီးရယူထားပါဒီနေ့ကတော့နော်ကျွန်တော်တို့ဒါ Wyvern တကားရဲ့နေ့တနေ့ဗျာ Red Dragon ဒီလေးမြန်ဖြစ်နေမလားဖြစ်နေတာပေါ့ Blue Dragon ကတော့မနက်ကနည်းနည်းမကမ်းမနိုင်ဘူးဖြစ်နေရယ်အဓိကပလာတင်ကလည်းတော်တော်လေးကောင်းသွားတယ်ပါပါကဲတော့ဒီနေ့တော့ကျွန်တော်တို့မထက်မှတ်ထားတဲ့ပွဲစဉ်တွေအားလုံးကိုပြန်ပြကြည့်လိုက်ရတယ်ရှေ့နှစ်ပွဲမှာလည်းအသင်းကြီးတွေတိုင်ပတ်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးတော့အသင်းကြီး YG ကတော့သူတို့ရဲ့เนาะကျွန်တော်တို့လက်စွမ်းတွေကပိုတာနေခဲ့တဲ့နောက်မှာတော့သူတို့ရဲ့အပျော်တိုင်းပဲအလုံးနဲ့တေချာအဝင်ခွင်ချတက်တိပြရင်းနဲ့ပဲ top 1ကိုတော့ရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲမှာလည်းအရန်တော့မလွယ်ကူခဲ့ဘူးသူတို့ကြော်ဖြတ်တခြားအသင်းတွေနဲ့ရှင်းမယ်ဆိုရင်တော့ဒါပေမဲ့သူတို့ကောင်းကြောင်းတော့သူတို့ဆက်လက်ပြီးတော့တက်တိပြထားနိုင်တော့မှာ